ဟိုးရှိရှိတော့ငါပေါ့ကွယ်စိမ့်လန်းဆိုပြီးထူထက်လွန်လာတဲ့မော်ဝင်မဟာတောနဲ့ကြီးရဲ့အဆုံးမှာမင်းတန့်ဆိုတဲ့ရဲရင်ဖြက်လက်တဲ့လူငယ်လေးတယောက်ရှိခဲ့တဲ့သူမကထက်မြက်တဲ့ဉာဏ်ပညာဂျီနာတက်တဲ့နှလုံးသားနဲ့ဖခင်ဖြစ်သူစီကအမွေရထားတဲ့ဓာတ်မြောင်တက်လက်ရှိပြီးတောတောင်နေတဲ့စွန့်စားရတာကိုအလွန်ဝါသနာပါသူပေါ့တနေ့မှာတော့မင်းတန့်နေထိုင်တဲ့ရွာကလေးကိုညုံမိုင်းနဲ့မော်မျိုးကိုတွေဖုံးလွှမ်းလာပြီးရွာသူရွာသားတွေအိမ်မပြောနိုင်တဲ့ထူးဆန်းတဲ့ယောဂတစ်ခုစတင်ဖြစ်ပွားခဲ့ပါတယ်ဒီယောဂကိုကုသနိုင်ဖို့ဆိုရင်တောနဲ့ကြီးရဲ့အလဲဘဟုမှာရှိတဲ့သက်ဆောင်ပန်းကိုရယူရမယ်ဆိုတာမင်းတန့်သိရှိသွားတဲ့အခါရွာကလူတွေကိုငါကေရမယ်အဲ့လောက်ပဲအန်ရညာပါစီငါသွားမှာပါမင်းတန့်ဟာရေးချင်းစွာနေတယ်တောနဲ့ကြီးရဲ့ကိုတယောက်ထဲဝင်ရောက်ခဲ့ပါတယ်မျက်လက်မျိုးခိုးဖြူတွေကပုံမူထူထပ်လာလေပါပဲရှေ့တိုးလေလမ်းပြောက်လေဖြစ်နေပြီးဘေးပတ်ပတ်လည်ကနေလေကြောင်နှက်ဖွဲ့သားရဲတော်တန်တွေကြားနေရပါတယ်မင်းတန့်ဟာထိတ်လန့်မသွားပဲစိတ်အေးထားပြီးစဉ်းစားပါတယ်မြူကိုတွေကမျက်စိကိုလဲစားနိုင်ပေမဲ့တဘာဝတရားရဲ့စီးဆင်းမှုကိုတော့မလိမ်နိုင်ဘူးဆိုတာသူသတိရပါတယ်သူဟာဓားမြောင်ကိုထုတ်ပြီးတစ်ပင်ကြီးတွေရဲ့အကားအကွဲရှိတဲ့ညောင်ဥပတ်ညောင်ရက်မှာပဲပေါက်တဲ့မှုအမျိုးအစားတွေကိုရှာဖွေပါတယ်ပြီးတော့လေတိုက်ခိုက်ရာအရက်ကိုသိနိုင်ဖို့တရွက်6တွေကိုလေထဲမြောက်ကျဲပြီးလီစည်းချောင်းအတိုင်းတတိကြီးစွာခြိလန်းမှန်နိုင်ရင်မြူကိုထောင်ချောက်ထဲကနေအောင်မြင်စွာရုံထွက်နိုင်ခဲ့ပါတယ်မြူကိုတွေကလွတ်လာပြီးနောက်မင်းတန့်ရဲ့ရှိချီမှာအလွန်နှက်ဆိုင်ပြီးကျဲပြောလာတဲ့ငကားပတ်6ကြီးကစီးကျုပ်နေပါတယ်တစ်ဖက်ကန်းကိုဥဖို့ဆောက်ထားတဲ့ကျိုးတရားဟောင်းကြီးကလည်းပြတ်တောက်နေပြီဖြစ်လို့ဒီအတိုင်းချက်ကူဖို့မဖြစ်နိုင်တော့ပါဘူးထိုးစင်မှာပဲကြောက်ဆောင်ပေါ်မှာညီးတွားနေတဲ့အတောင်ပန်တန်ရာရထားတဲ့ရွှေလင်းယုံကြီးတစ်ကောင်ကိုသူတွေ့လိုက်ရတယ်လင်းယုံကြီးဟာလူသားတွေကိုမယုံကြည်တဲ့အတွက်မင်းတန့်အနာတိုးလာချိန်မှာရန်မှုဖို့ကြိုးစားပါတယ်မင်းတန့်ရဲ့စစ်မှန်တဲ့မေတ္တာနဲ့ကျင်နာမှုကိုမြင်ရတဲ့အခါလင်းယုံကြီးဟာရန်လိုစိတ်တွေပျောက်ဆုံးသွားပြီးကျေးဇူးတင်တဲ့အနေနဲ့မင်းတန့်ကိုသူ့ရဲ့ကြောပေါ်မှာစီးစေကပြတ်တောက်နေတဲ့ချောင်းနဲ့ကြီးရဲ့တစ်ဖက်ကန်းကိုဘေးအန္တရာယ်ကင်းကင်းနဲ့ပြန်တန်းပို့ဆောင်ပေးခဲ့ပါတယ်